ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဒီနေ့ကနိုဝင်ဘာလဘယ်နှစ်ရက်ရောက်ပြီလဲခေဆွေနိုင်24ရက်ရောက်ပြီကဲခေဆွေနိုင်တချင်းဆိုတာအာရပါရချွေးတွေတောင်တကန်လာတော့ထွက်နော်တော့ဒီနေ့သူ့ကိုအာရပါရချီးမွမ်းတာမြင်တော့ကျွန်တော်တကယ်ပဲဝမ်းမြောက်ပါတယ်နော်ဒီခါတော့ကျွန်တော်ဖျားသွားရှိခိုးဟိုလူတရားအာရပါရဖျားကိုဖုံချီးမွမ်းတာသူကဘလို့ယူလဲဆိုဟိုဘက်သွားဒီဘက်သွားပြဖျားခင်ဘုံကျဲပါစေဗျာအမှန်တော့သူပြောရင်ဖျားခင်ဘုံကြီးပါစေကျွန်တော်နားထောင်နည်းနည်းလန့်သွားနော်အဲ့ဒီနေရာလဲနည်းနည်းအချိန်နေဆိုးတဲ့နေရာဖြစ်တော့သူများတွေကြောက်ကြဒါပေမဲ့လည်းပဲဖျားခင်ကိုသူကစိတ်ရင်းနဲ့ဒီနေ့လည်းပဲခေစင်နိုင်တော့ဖွဲ့နော်အာရပါရနော်ဘုရားကိုချီးမွမ်းတာမြင်တော့ဝမ်းသာတယ်နော်ဒီနေ့နိုဝင်ဘာလ24ရက်ရောက်ပြီနောက်ထပ်ဘယ်နေ့ရက်ဆိုရင်လက်ကုန်မလဲ6ရက်ဒါအုံနောက်အသိမကောင်းနော်6ရက်ဆိုရင်လာကုန်ပြီ6ရက်ပြီးရင်နောက်တစ်ခါဒီဇင်ဘာလ31ရက်ပေါင်းလိုက်ဘယ်နည်းရက်လဲဒါလည်းမပေါင်းတတ်ဘူး39ရက်နော်39ရက်ဆိုရင်ကျွန်တော်တို့ကဒီတစ်နှစ်ကုန်ပြီဖျားခင်ကကျွန်တော်တို့2025ကိုရောက်တော့မယ်နှစ်အသစ်ကိုရောက်တော့မယ်အဲ့တော့တစ်နှစ်တာ366ရက်မှာဖျားခင်ပို့ဆောင်တာဘယ်နည်းရက်ပဲကြံတော့လဲ39ရက်ပဲကြံတော့တယ်နော်ခေစုနဲ့လည်းကနန်းပေါင်းတာကအကူလို့မရနော်ကျေးဇူးတင်တယ်နော်ဘုရားခင်ကိုကျေးဇူးမတင်ဘူးလားကျေးဇူးတင်တယ်ဒီအချိန်ထိတို့တွေနော်ပျော်ပျော်ရွှင်ရွှင်ဘုရားရှိခိုးရတယ်လုံလုံခြုံခြုံနေရတယ်ဒါအတွက်ကြောင့်ဘုရားခင်ကျေးဇူးတော်အင်မတန်မှကြီးမားတယ်ကျွန်တော်တို့လောကမှာနေတဲ့အခါမှာတော့အခက်အခဲတော့အမျိုးမျိုးရှိတာပေါ့သို့တော်လည်းပဲဘုရားခင်ရဲ့ဂရုဏာတော်ကမကုန်ဘူးတဲ့ဒီနေ့ထိကျွန်တော်တို့ကိုနော်ဘုရားခင်ကပို့ဆောင်တယ်ရှင်ယာကုပ်အဲ့တော့ငါညီကိုတို့တဲ့သင်တို့၏ယုံကြည်ခြင်းကိုစစ်ကြောစုံစမ်းခြင်းအရာသည်သီးခံခြင်းကိုပွားစေတတ်သည်ဟုသိမှတ်လျက်အထူးထူးအပြားပြားစုံစမ်းနှောက်ယှက်ခြင်းနှင့်တွေ့ကြုံရသောအခါဝမ်းမြောက်စရာအကြောင်းတက်တက်ဖြစ်သည်ဟုမှတ်ကြလောတဲ့နော်ဒီနေ့ကျွန်တော်တို့နှုတ်ကပတ်တော်ကတော့ကျွန်တော်တို့ကိုဖော်ပြလောကမှာနေတဲ့အခါမှာနော်အထူးထူးအပြားပြားသောစုံစမ်းခြင်းတဲ့အထူးထူးအပြားပြားသောနော်နှောက်ယှက်ခြင်းကိုကြုံရမယ်အင်္ဂလိပ်ကျမ်းစာမှာတော့ many kinds of trial လို့ပြောတယ်အမျိုးမျိုးပဲကြုံရတဲ့အရာအမျိုးမျိုးဒီခါတော့ကျွန်တော်ဟိုမလေးရှားနိုင်ငံကိုတွားတဲ့အခါမှာအဲ့ဒီမှာ model လုပ်နေတဲ့ကချင်မျိုးသမီးတယောက်ရှိတယ်လွန်နီလို့ခေါ်တယ်သူဇာတိတော့မြစ်ကြီးနားပေါ့သမီးကအဲ့ဒီမှာတွားပြီး model လုပ်တယ်ဆိုတော့အမေကလည်းလိုက်လာအမေကလည်းပဲနော်ကချင်စကားလွှဲဗမာစကားလည်းမပြောတတ်နော်ဒါပေမဲ့သမီးကိုချစ်တဲ့စိတ်နဲ့သူကအဲ့မှာတွားနေပြီးတော့သမီးအလုပ်ရှိတဲ့နေရာထမင်းချိုက်တွေပါတယ်လိုက်ပို့ဒီနေ့ကျတော့သူကထမင်းချိုက်သွားပို့မလို့ဓာတ်လီကားစီးရဓာတ်လီကားမှလူတွေအများကြီးဖြူတယ်အမဲတယ်အမျိုးစုံဓာတ်လီကားထဲမှာသူဆင်းရမယ့်အထက်ရောက်ပြီးသူဆင်းကျင်တယ်ဆင်းလို့မရဘူးလူတွေပိတ်နေကြီးလိုက်တော့အားလုံးကအကြီးတွေဆိုတော့သူကကုတ်လို့လည်းမရဖက်အဲ့တော့သူကပြောရပေါ့နော်အဲ့တော့သူ့သမီးကတင်ပေးထားတယ်အမေတခုခုကိုတောင်းဆိုခြင်းနဲ့ဆိုရင်လမ်းဖက်စေရင် excuse me လို့ပြောရတယ်နော်သူမှတ်ထားဒါပေမဲ့အဲ့ဒီရောက်တော့သူဥစားမေ့သွားသူပြန်ပြောတယ်အဲ့ဒီလူကြီးတွေကိုသူကဖဲကုတ်ပြီးတော့ဘယ်လိုပြော kiss me နော် kiss me ခဏသွားပြောဟိုလူကြီးတွေအောင်ငုတ်ကြည့်တဲ့ခါကျတော့ဒီကချင်မယူဘယ်လိုလုပ် kiss မလဲနော်သူကလည်းအတင်းမဲ့တောင်းဆိုတယ် kiss me ဆိုတာနောက်တော့မှဘေးကတယောက်ကမနေနိုင်တော့ဘူးအတော်ပြောတာမှားနေပြီကျွန်တော်ပြောပေးမယ် excuse me ပြောရတယ်အော်အဲ့လိုလားဆိုတော့အဲ့ဒါမှသူများဖက်ပေးတယ်ပထမတော့သူပြောတဲ့စကားတော်တော်လေးအဆင်မပြေဘူးနော်အဲ့တော့ဖော်ပြခြင်းတဲ့အရာကတော့ကျွန်တော်တို့အသက်တာမှာအမျိုးမျိုးသောအကြောင်းအရာဖျားခင်ပေးတွေ့နော်အမျိုးမျိုးသောစုံစမ်းနှောက်ယှက်ခြင်းတဲ့အဲ့ဒါမျိုးတွေ့ရတဲ့အခါမှာကျွန်တော်တို့ဘယ်လိုများခြင်းဆိုင်မလဲဒီနေ့တယောက်ကိုတယောက်ခွန်အားပေးဖို့ဖြစ်ပါတယ်နော်တယောက်အားပေးဖို့ဝိညာဉ်ရေးရာမှာကျွန်တော်တို့တိဆောက်ဖို့ရန်ဖြစ်ပါတယ်လွန်ခဲ့တဲ့တစ်လလုံးကျွန်တော်တို့ပါလေခရစ်ယာန်အိမ်ထောင်ရက်တပတ်ကျွန်တော်တို့လုပ်ကြအဲ့တော့နေရာတကာကိုတွားရတယ်နော်ကျွန်တော်လည်းပဲဟိုသူများဖိတ်လို့ရောက်ရတဲ့နေရာတော်များအဲ့ဒီမှာတနေရာရောက်တဲ့အခါကျတော့စိတ်မကောင်းစရာတကယ်တော့ခရစ်ယာန်အိမ်ထောင်ရဲ့တတ်ပတ်ဆိုတာတကယ်ပဲဖျားခင်ကိုချီးမွမ်းတာပေါ့နော်ကျွန်တော်တို့ရဲ့မင်္ဂလာသစ္စာတွေပြန်ပြီး renew လုပ်တဲ့ခရစ်ယာန်အိမ်ထောင်တွေတာပြီးကြန့်ခိုင်ဖို့ရန်အတွက်လုပ်တဲ့အလုပ်ပဲ
နော်အဲ့တော့တချို့ကတော့ဘာလို့ပြောလဲဆို workshop လုပ်တယ်လေနော် workshop ဆိုတော့အဲ့ဒါနားမလဲပါမလဲကျွန်တော်တင်သားတရားဘာပြောလဲဆိုဘာဖြစ်လို့ workshop လုပ်တာလဲတဲ့ workshop သွားတယ်ဆိုနတ်ချောင်နေလို့နေမှာပေါ့နော်တဲ့သူပြောတာနဲ့ပဲနော်ဟောရမယ်တရားတော်မှနည်းနည်းကြောက်သွားပြောပြချင်တဲ့အရာတော့အဲ့ဒီချိန်မှာသူတို့ငါတို့အားလုံးဒီအိမ်ထောင်တွေအကြောင်းပြောရွှင်ပြောဆိုပြီးဆင်နွှဲတဲ့အချိန်မှာတချို့မပျော်တဲ့လူရှိတယ်ကရဏီအသင်းတော်တဲ့ပသိမ်မြို့ကျွန်တော်ရောက်တဲ့အခါမှာလာပြီးနှုတ်ဆက်တဲ့မိန်းကလေးတယောက်သူ့နာမည်ကတော့ကျွန်တော်မမှတ်မိဘူးသူယောက်ျားကတော့အဲ့ဒီအသင်းတော်ကသင်းဥဆရာဖြစ်တယ်ဆရာကျော်ဆိုလာအင်တာတော်တဲ့ငယ်ရွယ်တဲ့ကလေးပဲသို့တော်လည်းပဲသူ့မော်တော်ဆိုင်ကယ်ကိုသူများလိုချင်တာနဲ့သူ့ကိုသူများတတ်တာတည်သွားရှာတယ်အဲ့တော့ခါလည်းငယ်ရွယ်နဲ့ဒီမုတ်ဆိုးမနဲ့သူ့ကလေးကလာခရိယအိမ်ထောင်ရဲ့ရောက်တဲ့အခါသူမပြောနိုင်သူများတွေပြောတာပြည့်တော့သူအရင်ထဲမှာမကောင်းနော်အဲ့ဒါနဲ့သူ့ကိုလည်းနှစ်သိမ့်ဆူတောင်းပေးရတယ်နောက်ကျွန်တော်ဖြာပုံမြို့ရောက်တော့လည်းဒီလိုပဲကျွန်တော်တို့ခရိယအိမ်ထောင်ရဲ့တတ်တပအစီအစဉ်လုပ်တဲ့အခါမှာဘာမှမပြောရသေးဘူးတယောက်ကရီးနေတယ်အဲ့နဲ့အဲ့ရမျိုးသမီးကိုကျွန်တော်ပြောနေရလဲငါဘာမှမပြောသေးဘူးရီးတော့ရီးနေပြီဘာဖြစ်ရီးရမယ်တဲ့ရီးရမယ်ဘာဖြစ်လို့လဲမရီးငိုရမှာပေါ့တဲ့သူပြောတာလဲအရန်ထူးဆန်းတယ်အဲ့ဒါနဲ့ကျွန်တော်ကသူ့ကိုမေးတယ်နင်ဘာဖြစ်လို့ဒီစကားပြောတာလဲဆိုတော့ကျမရီးတာနဲ့ငိုတာဆိုရင်ရီးတာပဲရွေးမယ်တဲ့ငိုတာမရွေးဘူးတဲ့ဘာဖြစ်လို့လဲသူများခရိယအိမ်ထောင်ရဲ့တတ်တပတ်သူများတွေပြောတယ်ကျမမပြောဘူးတဲ့ဘာဖြစ်လို့လဲကျမယောက်ျားသိသွားတာ2ပတ်ရှိပြီတဲ့အဲ့ဒီအချိန်မှာသူလဲဝမ်းနေတာပေါ့နော်အဲ့တော့မိယောက်ျားလဲဘာဖြစ်လို့သိတာလဲပေါ့တွားပြီးတော့ဆက်ပြီးတယ်တဲ့အန်ဟောစရာကြောင်ဆိုတာဘယ်လိုကြောင်လဲဆိုတော့အိမ်မှာမွေးတဲ့ကြောင်ပဲတဲ့အဲ့ဒီကြောင်ကြိုက်ပြီးသိတာစိတ်မကောင်းစရာပဲနော်အမျိုးမျိုးသောစုံစမ်းနှောက်ယှက်ခြင်းဆိုတာကျွန်တော်တို့မမျှော်လင့်တဲ့နေရာကလာတယ်သူရဲ့အမျိုးသားကနော်ဒီနွားဒီဝက်ဒီအဲ့ဒါဂွေးသိန်းတဲ့အလုပ်ကိုပဲသူကလုပ်တာတဲ့ထူးဆန်းလိုက်တဲ့အလုပ်နော်မပုံတင်မှာဘယ်လိုရေးလဲတော့မသိဘူးနော်ဒါပေမဲ့ သူများဟိုမှာနွားတကောင်ဂွေးသိန်းမယ်ဆိုတော့သွားသိန်း2000ရတယ်အဝက်တကောင်ဂွေးသိန်းမယ်ဆိုရင်ဘယ်လောက်ဆိုအဲ့ဒီဂွေးသိန်းတဲ့အလုပ်ကိုပဲသူလိုက်လုပ်တာနော်အင်မတန်အံ့ဩစရာကောင်းတယ်ရှေးရတာနေနော်ရှင်ဘီနေသူတို့လူတွေကိုသင်ခိုင်းတာတော်ပတ်စံရမှာနော်သူနာလဲတိတ်တော့မသွားရဘူးသူကအဲ့ဒါကားတယ်နောက်ဆုံးကျတော့ကြောင်တကောင်ကိုသွားသင်းတာလေအဲ့ဒီကြောင်ကလည်းနာလို့ငါကားတဲ့ယုံရင်းနဲ့ကင်ထားတဲ့လူကလွတ်သွားလွတ်လဲလူကတခါလဲသူ့ကိုပင်နဲ့လူကိုတခါလဲပိတ်ကြိုက်တာခြေတော့ကြီးကပေါက်သွားဒါပေမဲ့အဲ့ဒီကပဲပိုးဝင်ပြီးတော့မှနောက်တနေ့မှသူဆုံးသွားတယ်အရန်အံ့ဩစရာကောင်းတဲ့သေဆုံးခြင်းပဲနော်ဆုံးအဲ့ဒီခါကျတော့ဒီအမျိုးသမီးကစိတ်မပျော်ဘူးသို့တော်လည်းသူကစူးစမ်းပြီးရှိတယ်အဲ့တော့ကျွန်တော်စိတ်ထဲမှာငါတို့ကခရိယအိမ်ထောင်ရက်တတ်တပါဆိုပျော်ဖို့ရွှင်ဖို့ပါပဲကျေးဇူးချင်းမွန်းသို့တော်ဒီကြားထဲကနော်စိတ်မကောင်းစရာစိတ်ဝမ်းနည်းစရာအကြောင်းတွေလည်းပို့လာတယ်ကျွန်တော်တို့အသက်တာမှာနော်ကောင်းကင်ကြီးအားတဲ့ဘယ်တော့မှအမြဲမပြဘူးနော်အမြဲတမ်းပြလွင်းပြီးတော့မှအဆင်ပြေနေတာမျိုးမဟုတ်ဒါကြောင့်မလို့ဒီကနေ့ကျွန်တော်တို့တယောက်ခွန်အားပေးတည်ဆောက်ဖို့ရန်ဖြစ်တယ်ဒီနေ့အထူးအပြားသောစုံစမ်းနှောက်ယှက်ခြင်းကိုကြုံရတဲ့အခါမှာနံပါတ်1သီးခံဖို့ဖြစ်တယ်သီးခံဖို့နော်အဲ့တော့သီးခံတဲ့စိတ်ကိုဖြစ်ပေါ်စေတယ်သီးခံခြင်းဟာဝိညာဉ်ရမှာအင်တမအရေးကြီးတဲ့ဝိညာဉ်အသီးတစ်လုံးဖြစ်တယ်နော်ဒါရောက်သီးခံဖို့ဒုတိယတစ်ခုကတော့ကျွန်တော်တို့ကြုံရတဲ့အရာပေါ်မှာဝမ်းမြောက်စရာလို့အောင်းမေ့ပါအရန်အဆင့်မြင့်တဲ့နော်ဝိညာဉ်ရဖြစ်တယ်ကျွန်တော်တို့ခုစကားနဲ့ပြောရင် next level ဖြစ်သွားပြီနော်ဒီဆင်းရဲဒုက္ခကိုတွေ့ရရဲ့တန်းနဲ့သူကဝမ်းမြောက်စရာအကြောင်းပဲလို့အောင်းမိတဲ့နိုင်ဖို့ကအရန်ခက်ခဲနော်အဲ့တော့ဒီလိုဝမ်းမြောက်စရာအကြောင်းလို့ကျွန်တော်တို့ကခံယူပြီးဆိုအဲ့ဒီဝိညာဉ်ရဟာအဆင့်တစ်ဆင့်ကိုကျွန်တော်တို့ရောက်နေပြီဘုရားသခင်ကအဲ့ဒီနေရာကိုပို့ဆောင်ချင်တာဖြစ်တယ်နော်ဒီနေ့ကျွန်တော်ဥပမာလေးတစ်ခုပြောပြချင်နော်ဒီခါတော့ကပေါ့နော်လေတစည်းနဲ့ခရီးသွားကြတယ်3ယောက်တဲ့အဲ့ဒီ3ယောက်ကလည်းလူကောင်းတွေကြီးပဲအရှိဆုံးကလှေလော်တဲ့လူကဘာလဲဆိုလို့ရှိရင် तू ကဆေးကြောက်သမားတဲ့နော်တိလာဆေးကြောက်ခင်စွနိုင်တိလာဆေးကြောက်နော်ဆေးကြောက်ကလေတောက်ဝဲလို့ရှိရင် तू က2မျိုးရှိတယ်တစ်မျိုးကမျက်စိအကျယ်ကြီးတဲ့တိလေးဆိုရင်အကြီးကြီးမြင်တာတဲ့နော်အဲ့လိုမျိုးတောက်ရတယ်ပေါ့အဲ့တော့ဆေးကြောက်သမားနောက်တစ်ယောက်ကအလေကောင်ကလိုက်လာတဲ့ तू ကအရက်သမားတဲ့ तू ကလည်းအရက်တွေပါစေတောက်ထားမူးနေတာပေါ့နော်နောက်ဆုံးမှာလိုက်လာတဲ့သူကဘိန်းစားတဲ့သွားတယ်ခီးသွား3ယောက်နော်အဲ့ဒီ3ယောက်လည်းလူကောင်းတွေကြီးပဲအဲ့တော့ရှေ့ကနေ
လှော်သွားတယ်နဲ့ဆွေကြောက်သမားလှော်သွားအလေကောင်အရက်သမားလည်းလှော်တာပေါ့ဘိန်းစားတော့မလှော်ဘူးအိတ်နေတာနော်အဲ့ဒါတွားရင်းနဲ့မမျော်လင့်မဲနဲ့တစ်ကိုင်းလေးတစ်ကိုင်းတစ်ကိုင်းသေးသေးလေးတစ်ကိုင်းကိုဆွေကြောက်သမားမြင်ရောအရှိဆုံးဆိုအဲ့တော့ तू ကဆေးတောက်ထားတော့ तू စိတ်ထဲမှာဒီဟာကို तू အကြီးကြီးအောင်မိတာတဲ့တွေ့လိုက်အကြီးကြီးဆို तू ကဟာဒုက္ခပဲတဲ့တငယ်ချင်းနေတဲ့ငါတို့သေပြီတဲ့ဘာဖြစ်လဲတစ်တုံးတစ်တုံးမျောလာတယ်ကွာတဲ့ဟာအဲ့တစ်တုံးကငါတို့ရှောင်လို့မရဘူးတဲ့ငါတို့လှေကိုတိုက်တော့မှငါတို့အလုံးသေတော့မှဆို तू ကပြရခတ်ပြီးတော့ဒါကလှေလည်းမလော်တော့ပတ်ပြေးနေအဲ့လှေထဲမှာပဲသေကြတော့မှပဲသေကြတော့မှဆို तू ကဆောက်တီရမရဖြစ်တယ်တဲ့မြေတွေပါလေထွက်ကြပြီးတော့မှအဲ့ခါမှာအရက်သမားကပြောလဲဆိုဟေးဘာဖြစ်လဲကွာသေတဲ့နေ့မွေးတဲ့နေ့ပဲအဲ့ဒီတစ်တုံးဝင်တိုက်လိုက်ကွာနော်ဝင်တိုက်လိုက်ရမလားဝင်တိုက်လိုက်ကြလို့ရှိရင်တစ်တုံးကွဲမကွဲတို့လှေကွဲမှာပဲနော်မထူးဘူးဒီတော့ဖြစ်လာတော့ရင်ဆိုင်လိုက်ရအောင်နော်ငါတို့နော်အတူတူကသေကြတာပေါ့ကွာမဟုတ်ရင်လည်းငါတို့နိုင်မှာပေါ့ချတာချနော်သူကတော့တုံးဆိုတိုက်ကြားဆိုကြိုက်ပဲတော့အရက်တမအဲ့ချိန်မှာအနောက်မှာအိတ်နေတဲ့ဘိန်းစားစိတ်ညစ်တယ်ကွာတဲ့ဘာလဲဆူညံပွက်လို့ရိုက်နေတာစိန်ပြက်လိုက်တာအေးစစ်စစ်နေပြစီတဲ့မဘူးဟိုမှာတစ်တုံးကြီးရောက်နေပြီငါတို့သေတော့မှဆိုဟာဒါဆိုလဲကြွေသွားလိုက်ပြီးတာပဲကွာတဲ့ပြောတော့သူပြန်အိတ်နေတယ်အဲ့ဒါဒီပုံပြင်လေးကကျွန်တော်တို့ဘာသင်ခန်းစာပြည့်ဆိုလောကမှာကျွန်တော်တို့ရင်ဆိုင်ရတဲ့အမှုတစ်ခုမှာလူတိုင်းကတယောက်တစ်မျိုးတုတ်ပြန်တာပေါ့နော်တချို့ကလည်းပဲအမှုတစ်ခုကိုတွေ့တာခါပြရခတ်သွားတော့သေပါပြီလို့အောင်းမိတဲ့လူလည်းပဲရှိတယ်တချို့ကတော့မဖြစ်ဘူးနော်ဒီအမှုတွေ့တိုက်မယ်ကွာချမယ်ကွာနော်တုံးဆိုတိုက်ကြားဆိုကြိုက်ချပလိုက်မယ်လို့ရင်ဆိုင်တဲ့လူလည်းပဲရှိတယ်တချို့ကတော့မဟုတ်အေးပဲနေပြဆိုကွာဖြစ်ချင်တာဖြစ်ကြွေသွားလိုက်မယ်ဆိုတဲ့လူမျိုးလည်းရှိတယ်ဒါရောက်ကျွန်တော်တို့တုတ်ပြန်ပုံချင်းမတူဘူးတော့ဒီနေ့ကျွန်တော်တို့ယုံကြည်သူသားသမီးဖြစ်တဲ့အခါအမှုအခင်းများကိုကြုံတွေ့ရတဲ့အခါကျွန်တော်တို့ဘယ်လိုတုတ်ပြန်မလဲဒီနေ့ခေတ်ဆွနိုင်နော်ဘယ်လိုတုတ်ပြန်မလဲနော်အရက်သမားလို့ခြိုက်လည်းမဖြစ်နော်ဘိန်းစားလို့အိတ်နေလည်းမဖြစ်နော်ဟိုဆေးကြောက်သမားလို့အထိတ်တလန့်ဖြစ်လို့လည်းမရဘူးဘာနဲ့သွားရမှာလဲယုံကြည်သူဖြစ်တဲ့ခါမှာပထမဦးဆုံးပဲအမှုကိုပဲကြုံရသည်ဖြစ်ပါစေဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့ကျွန်တော်တို့သွားရမှာဖြစ်တယ်နော်ဒါကြောင့်မလို့ဒီနေ့ကျွန်တော်တို့အသက်တာမှာစုံစမ်းခြင်းသိများပါတယ်သိကြုံရတယ်တနည်းအားဖြင့်ဘေးဒုက္ခအယံများတဲ့အချိန်ဖြစ်ပါတယ်ပြီးခဲ့တဲ့2ရက်ကပဲကျွန်တော်တို့စီဝေးသွားတယ်စီဝေးဆိုတာဟိုဓမ္မဆရာကြီးစီဝေးပေါ့ကျွန်တော်တို့တစ်နှစ်တစ်ခါအားသက်လောင်စီဝေးဆိုတာလုပ်ပါတယ်အဲ့တော့ကျွန်တော်တို့သာသနာနယ်မှာကျွန်တော်သွားတဲ့အခါမှာဓမ္မဆရာကြီးပဲကျွန်တော်တို့စီဝေးလုပ်ရတယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့စီဝေးတဲ့နေရာကတိုက်ပွဲဖြစ်တဲ့နေရာနဲ့အရန်နီးတယ်တချင်းလို့ဒုံဆိုတဲ့အတန်တွေကြားနော်ကိုတချင်းဆိုရင် background music မလို့ तू ဟိုမှာတိုင်မင်ထုနေတာအဲ့တော့ဓမ္မဆရာတော့ဟုတ်တယ်လေဒါပေမဲ့ဘုရားကိုလည်းယုံကြည်ပါတယ်ဒါပေမဲ့တို့ကဗာမြန်လောက်ရအောင်ဘာဖြစ်လဲမြန်ပြန်ရအောင်အမှန်တော့တရားဟောရှိရင်လည်းသဘောမကျတော့ဘူးနော်တယောက်အားပေးရမယ့်အချိန်မှာမြန်ပြန်ရအောင်ဒီလိုပဲပြောတယ်ဆိုတော့ဖော်ပြချင်တာကတော့ကျွန်တော်တို့နော်အင်တမစုံစမ်းခြင်းများတဲ့ကာလဖြစ်တဲ့ဒီအချိန်ဆိုရင်ကျမ်းစာမှာဖော်ပြတဲ့အတိုင်းဘယ်လိုပြောလဲဘေးရောက်သည့်ကာလဆိုတာကြားဘူးလားနော်ဘုရားသခင်ဟာငါတို့ခိုလုံရာဖြစ်တော်မူ၏ဘေးရောက်သည့်ကာလနဲ့အထူးသဖြင့်ကုမတော်မူကြောင်းထင်ရှားတယ်အဲ့တော့ဘေးရောက်သည့်ကာလဒီကာလပဲနော်ဒီကာလပဲတခြားကာလမဟုတ်ဘူးဒီနေ့ကျွန်တော်တို့ပြောကြစမ်းဆိုရင်ကျွန်တော်တို့ဒီထဲမှာနေတဲ့သူတွေမြို့ထဲမှာနေတဲ့သူတွေအားလုံးဒီတိုင်းနိုင်ငံထဲမှာနေတဲ့သူတွေအားလုံးရင်ဆိုင်ရတဲ့အရာကတော့အစားအသောက်အင်တာမရှားပါတာဖြစ်တယ်နော်ဒီလိုအရာမျိုးကိုဣသရေလပြည်မှာလည်းကြုံရတာဖြစ်တယ်အဲ့တော့ကြုံရတဲ့တူဆိုတာအရေးကြီးပါလေဘုရားသခင်ကစုပင်တွေကိုပေါက်စေတာဖြစ်တယ်ဘာဖြစ်လို့ဈေးကြီးရတာလဲဘာဖြစ်လို့အစားအစာရှားရတာလဲဆိုရင်အာဒံကိုဘုရားသခင်ကပြစ်ဒဏ်ပေးတဲ့အခါမှာစုပင်တွေပေါက်စေတယ်ဒါကြောင့်ကျွန်တော်တို့ကလွယ်ကူရှာဖွေလို့မရဘူးဒီနေ့စုပင်တွေကိုပေါက်စေတဲ့အခါမှာဘာဖြစ်လို့ဘုရားခင်ဒီလိုခိုင်းရတာလဲကျွန်တော်တို့ကသူ့ကိုခိုလုံဖို့ရန်ဖြစ်ပါလေနော်အဲ့ဒါကြောင့်ဒီနေ့ဘုရားခင်စီကိုချင်းကပ်ဖို့ရန်ဖြစ်ပါတယ်နှုတ်ကပတ်တော်မှာလာတယ်နော်သခင်ယေရှုစီကိုလူတွေအများကြီးလာကြတယ်လူတွေအများကြီးလာကြတယ်ဒီလိုလာတဲ့အခါမှာနံပါတ်1ဘာဖြစ်တာလဲနံပါတ်1ကနော်သူကနော်စားစရာကိုပေးတဲ့ဘုရားဖြစ်ပါတယ်သခင်ယေရှုသည်စားစရာကိုပေးတဲ့ဘုရားဖြစ်ပါတယ်လာတဲ့အခါမှာစားစရာကိုပေးတဲ့ဘုရားဒါကြောင့်မလို့ကျွန်တော်တို့ဘုရားစီကိုလာရင်သေချာပေါက်ခင်ဗျားတို့စားစရာရမှာဖြစ်တယ်နော်
မုံငါလုံးနဲ့ငါးနှကောင်အဖြစ်လူတွေကိုအကျဉ်းချင်းကျွေးတဲ့သက်သေရှိပါတယ်ဒီမှာလာတဲ့အတွက်ကြောင့်ခင်ဗျားတို့ပိုက်ဆံမယ်ခင်ဗျားတို့လောကအရာလိုအပ်တယ်ဆိုတာဘုရားသခင်သိပါတယ်ကျမ်းမာခြင်းကိုပေးတဲ့ဘုရားဖြစ်ပါတယ်ကျွန်တော်တို့နေမကောင်းဘူးအိမ်မှာမအိပ်ပါနဲ့လာပြီးတော့ဗိမာန်တော်မှာလာပြီးတော့မှဆုတောင်းခံပါလာပြီးတော့မှဘုရားကိုဝတ်ပြုပါအဲ့ဒါကသင်တို့ကိုကျမ်းမာခြင်းခွင့်ပေးမှာဖြစ်ပါတယ်နော်နောက်တစ်ခါအံ့ဩဖွယ်အမှုရာကိုလည်းဖော်ပြတဲ့ဘုရားဖြစ်ပါတယ်ကျွန်တော်တို့ဗိမာန်တော်ကိုလာတဲ့အခါမှာဘုရားရဲ့အံ့ဩဖွယ်အမှုရာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ရှိကသခင်ယေရှုနောက်ကိုလူတွေသိလိုက်တယ်နေရာတကာမှာလူထောင်ချီပြီးသွားတယ်ဘာဖြစ်လို့လဲနံပါတ်1စားစရာကိုရတာနံပါတ်2ကျမ်းမာခြင်းကိုရတာနံပါတ်3အံ့ဩဖွယ်ကိုမြင်တွေ့ရတာဖြစ်ပါတယ်ဒီနေ့မပြောင်းလဲသောဘုရားသခင်ဖြစ်ပါတယ်မနေ့ယနေ့နောင်ကာလအတူတူပဲဒီနေ့ဒီဘုရားဟာဒီနေ့သင်တို့ကိုစားစရာပေးမှာနော်သင်တို့ကိုလည်းပဲကျမ်းမာခြင်းကိုပေးမှာဖြစ်ပါတယ်အဲ့ဒီအပြင်မှာအံ့ဩဖွယ်နမိတ်လက္ခဏာကိုလည်းမြင်တွေ့ရမှာဖြစ်တော့ကြောင့်ဒီနေ့ကျွန်တော်တို့တိုင်းနိုင်ငံမှာရှိတဲ့သူတွေဝတ်ပြုခြင်းကိုလာပါဘုရားသခင်ရဲ့မျက်မှောက်တော်ကိုတိုးဝင်ပါနော်ဒီခါတော့ကျွန်တော်ကိုယုံတောက်ဆိုတဲ့ရွာကိုရောက်တယ်အဲ့ရွာကိုရောက်တဲ့အခါမှာတော့နော်နဲတာဆိုတဲ့ကေမကြီးတယောက်တွေ့တယ်အဲ့ကေမကြီးတယောက်ကကင်ဆာယောဂဖြစ်နေတယ်ဒါပေမဲ့ဘုရားရှိခိုးကြောင်းတစ်ခါမှမပြတ်ဘူးတစ်သက်လုံးမှာဥပုံနေရောက်ရင်အိမ်မှာမနေဘူးတစ်ခါတည်းသူများသူ့ကိုထမ်းရတယ်နော်နေမကောင်းဘူးကင်ဆာယောဂဖြစ်တဲ့တော့လမ်းမလျှောက်နိုင်ဘူးသူများတွေကတခါသူ့ကိုနော်ကပ်ပေါ်မှာတင်းပြီးတော့လူ၄ယောက်ကသူ့ကိုထမ်းပြီးတော့မှဘုရားကျောင်းလေကားကြီးကမမတ်ကြီးအဲ့ရိုထမ်းတင်ရတယ်အပေါ်ရောက်တဲ့ခါမှာသူကရှေ့မှာနေရာချတယ်ဘေးနားမှာနော်နှစ်ယောက်ရှိတယ်ရက်ခတ်ပေးတယ်ဆေးချိတ်ပေးတယ်သူကတော့နှုတ်ကပတ်တော်ကိုနားထောင်တယ်ဟာဒီလောက်တောင်မှလာငါတို့ခေါင်းနဲ့ကိုက်ရင်ဘုရားကျောင်းမလာတော့ဘူးဒါပေမဲ့ तू ကတော့ဒီလောက်ကင်ဆာယောဂဖြစ်တဲ့တော့လာကျွန်တော်တစ်သက်လုံးမတွေ့ဘူးတဲ့ဟာမျိုးပဲအဲ့တော့ဘာဖြစ်လို့ဒီလောက်တောင်မှစူးစမ်းလာရတယ်လဲဘုရားသခင်ကပေးတယ်တဲ့ကင်ဆာယောဂဖြစ်ပြီးမဲ့ဆင်းရဲလားမဆင်းရဲဘူးဒီလူတွေကိုပေးဖို့ပတ်စံသူအားလုံးသူ့မှာရတယ်အမြဲတမ်းရနေတယ်ဘုရားသခင်ကသူ့ကိုဖော်ပြတယ်တဲ့ကြည်စမ်းနေကောင်းတဲ့လူတော်အလုံးလျှောက်လောက်တာစားရတယ်လဲမစားရတယ်လဲတို့တော့ तू ကတော့နေမကောင်းဘူးဒါပေမဲ့ဆင်းရုံဒီကတ်ကြီးနဲ့ဖျားလာရှိခိုးတော့လည်းပဲခုနသူ့ရဲ့အချွေရံတွေကိုပေးဖို့ပတ်စံရှိတယ်ရတယ်အရန်အံ့ဩစရာကောင်းတယ်ဒါကြောင့်မလို့ဖျားခင်စီကိုလာဖို့ရန်ဖြစ်ပါတယ်နံပါတ်2ကတော့ကျွန်တော်တို့ပြည်တွင်းမှာပဲခက်ခဲတာမဟုတ်ပါဘူးပြည်ပမှာကဘာကြီးရဲ့ဘယ်နေရာမှာပဲနေဖျားခင်မျက်မှောက်တော့မဟုတ်ရင်တော့ခက်ခဲတာဖြစ်ပါတယ်နော်အဲ့တော့ဘေးဒုက္ခနော်ဘေးဒုက္ခရောက်တဲ့အချိန်မှာဖျားခင်ကကျွန်တော်တို့အထူးသဖြင့်ကူမတယ်ဒီခါတော့အမေရိကပြည်ရောက်သွားတဲ့ကရင်တယောက်ရှိဒီကရင်တယောက်ကအရန်ထူးဆန်းတယ်အင်္ဂလိပ်စကားမတတ်ဘူးသူရဲ့ပြဿနာပါလဲဆိုအင်္ဂလိပ်စကားမတတ်တာပဲအဲ့တော့မမျော်လင့်ပဲနဲ့သူကအမေရိကန်နိုင်ငံမှာသွားနေရတဲ့အချိန်ရောက်လာတဲ့အခါမှာအင်္ဂလိပ်စကားမတတ်ဘူးတော့သူများတွေကတော့အလုပ်မရလို့သူများတွေကစားစရာမရှိလို့ပူတဲ့အချိန်မှာသူ့ရဲ့ဒုက္ခသူများနဲ့စကားမပြောတတ်တာပဲအဲ့တော့စကားပြောသင်ဖို့ကလည်းအရန်ခက်ခဲဖြစ်တယ်တဲ့အဲ့တော့တနေ့ကျတော့ तू ကဈေးဆိုင်ကိုသွားတယ် तू စားခြင်းတဲ့အရာကဝက်ခေါင်းဖြစ်တယ်တဲ့အဲ့တော့ဝက်ခေါင်းကို तू ကြည့်ပြီးတော့မှ तू ဝဲတယ်နော်ဒါပေမဲ့စကားမပြောတတ်တော့ तू ကပတ်စံ100ရန်ထုတ်လိုက်တယ်ဘယ်လောက်လဲဆိုတာလည်း तू မသိဘူး100ရန်ထုတ်လောက်တော့ဟိုကမေးတယ်သူ့ကိုလက်ညှိုးထောင်ပြတယ်ခင်ဗျားတစ်လုံးယူမလားလို့ तू အောင်းမေးလို့ तू ဟုတ်တယ်ယူမယ်လို့ပြောတာနော်သူ့ကိုခင်ဗျားလိပ်စာပဲမှာလဲမေးတော့မပြောတတ်ဘူး तू မှတ်ပုံတင်ထုတ်ပြဟိုက तू မှတ်ပုံတင်ထဲကလိပ်စာကိုရေးလိုက်ပြီးတော့ तू ပြန်ပြေးတယ်ပြီးတော့ तू အိမ်ပြန်ခိုင်းတယ် तू အံ့ဩတယ်ငါပတ်ဆောင်လဲယူတယ်ငါ့ကိုလဲဝက်ကောင်းလဲမပေးဘဲနဲ့ငါ့ကိုပြန်ခိုင်းတယ်ပြန်ပြောဖို့မတတ်တော့စိတ်ညစ်ညစ်နဲ့အိမ်ပြန်ရောက်လာတယ်တဲ့နောက်4 နာရီကြာတဲ့အခါမှာ तू အိမ်ရှိကိုကွန်တိန်နာကားရောက်လာဝက်ကောင်း33လုံးရောက်လာဟာအံ့ဩတယ်ပတ်စံအကျွေတကြက်ပြန်အန်းတယ်ဘောက်ချိုင်းရှိတယ်သူဘာမှမသိဘူးပတ်စံတကြက်နဲ့သူကြည့်လိုက်တဲ့အခါအဲ့ဒီကအလုတ်သမားဒယ်လီပို့တဲ့လူကဝက်ကောင်း33လုံးသူ့အိမ်ရှိကိုပို့ချလိုက်တကယ်တော့သူဝက်ကောင်းတစ်လုံးတည်းဝယ်ချင်တာလေပတ်စံကိုပို့ပို့တတပေးလိုက်တယ်ဗမာပြည်လိုပြန်အမ်းမဲ့ထင်လို့မအမ်းမဲ့တဲ့ဟိုက33လုံးယူဝယ်ချလိုက်တာအဲ့ဒီဝက်ကောင်း33လုံးသူ့အိမ်ရှိမှလည်းပုံနေရောဘေးနားလူကကြည့်ပြီးတော့အရန်အံ့ဩသွားတယ်အဲ့ဒီလူကဘာအဲ့ဒီဝက်ကောင်းပုံနေမြင်လဲမြင် Oh my God လို့ပြောတယ်တဲ့သူမှတ်မိသွားတယ်သူမေးကြည့်တယ်အဲ့ဒီ Oh my God ဆိုတာဘာလဲ Oh my God ဆိုတာအိုးဖျားသခင်လို့ပြောတာပေါ့အမလေးဖျားသခင်လို့တတ်လိုက်တာအိုးအဲ့ဒါဘာဖြစ်လို့ပြောရလဲမင်းလောက်တာမဟုတ်ဘူးလေဒီလောက်ဝက်ကောင်းအများကြီးဝယ်လာတော့အံ့ဩလို့ Oh my God လို့ပြောတာအော်ဟုတ်လားအံ့ဩရင် Oh my God လို့ပြောရလားအေးအံ့ဩရင် Oh my God
ဟုတ်ပြီသူမှတ်ထားတယ် oh my god အံ့ဩစရာတွေ့ရင်သူ oh my god နောက်တစ်ခါကျတော့စိတ်ညစ်စရာတွေ့ရင်တော့ oh my god ပဲတဲ့အော်ဟုတ်လားဒါလည်းသူမှတ်ထားတယ်စိတ်ညစ်စရာဝမ်းတိုင်ရင်တော့ oh my god ပဲနောက်ဆုံးကြတော့အဲ့ဒီတိုင်းပြည်မှာသူဘာတွေ့ oh my god ဘယ်နေရာတော့ oh my god ဆိုတော့သူများသူအင်္ဂလိပ်စာတတ်တဲ့ထင်တာတကယ်တော့အဲ့ဒီသုံးလုံးပဲဒီနေ့သူကအရန်အံ့ဩစရာကောင်းတယ်နော်အင်္ဂလိပ်လိုသိချင်းရေးတယ်နော်အဲ့တော့ကျွန်တော်ကသူ့မေးတယ်နင်တလောက်အင်္ဂလိပ်လိုသိချင်းရေးတတ်တာဘယ်ကနေစတင်လဲ oh my god ကစတင်တာတဲ့နော်အဲ့ဒီဝက်ကောင်းသုံးလုံးနဲ့ oh my god ကစတင်တာအရန်အံ့ဩစရာကောင်း oh my god ဆိုတဲ့အဓိပ္ပာယ်ဟာအိုးငါရဲ့ဖျားသခင်ဘယ်အရာကိုပဲဖြစ်ဖြစ်ငါဖျားသခင်ကိုပြန်ပြီးတောင်းတလိုက်ပြန်ပြီးတော့တတိယလိုက်အဲ့ဒါမမှားနိုင်ဘူးဒါကြောင့်မလို့ဒီနေ့နော် oh my god ဆိုတဲ့စကားလုံးနဲ့သူကတချင်းရေးတဲ့သူအခု blogger တွေပါရောင်းဖြစ်တယ်နော်သူ blogger ကိုကြည့်လိုက်လဲ oh my god ပဲအရန်အံ့ဩစရာကောင်းတယ်ဒီနေ့ကျွန်တော်တို့အသက်တာမှာပြန်ဆင်ခြင်းခက်ခဲတဲ့အရာအများကြီးရှိတယ်သို့တော်လည်းဘလောက်ပဲခက်ခဲသည်ဖြစ်စေပြန်တတိယရမယ်စကားသုံးလုံးကတော့ oh my god နော်အိုးငါရဲ့ဖျားသခင်နော်အမြဲတမ်းဖျားသခင်ကိုတတိယဖို့ဖြစ်တယ်ခုနကျွန်တော်ပြောတဲ့မုတ်ဆိုးမအကြောင်းနော်အဲ့တော့ဒီမုတ်ဆိုးမဆိုတဲ့အမျိုးကနော်သခင်ယေရှုကအင်တာမနော်ဒီမုတ်ဆိုးမများကိုဂရုစိုက်တဲ့ဘုရားသခင်ဖြစ်တယ်နော်ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး18အငယ်1ကနေပြီးတော့မှ9ထိဖတ်မှဖြစ်ပါတယ်နော်လူတို့သည်အာမယောပဲစူးစမ်း၍ဆုတောင်းရမည်အကြောင်းကိုဥပမာစကားအဖြစ်မိန့်တော်မူသည်ကားမြို့တစ်မြို့၌ဘုရားသခင်ကိုကြောက်ရွံ့သူလူကိုအာမနာတတ်သောတရားသူကြီးတယောက်ရှိထိုမြို့၌နေသောမုတ်ဆိုးမတယောက်သည်တရားသူကြီးထံသို့တွား၍ကျမရံဖက်ကိုလက်စားချေလောက်အောင်အပြစ်အလျောက်ဒဏ်စီရင်ပါဟုတောင်းပန်တော်လေသူကြီးကငါသည်ဖျားသခင်ကိုမကြောက်ရွံ့လူကိုအာမနာတတ်သောသူဖြစ်တော်လေဤမုတ်ဆိုးမသည်ငါကိုနှောက်ယှက်သောကြောင့်သူဘဲ၌တရားစီရင်မည်သို့မဟုတ်အစဉ်လာ၍ငါကိုပင်ပန်းစေလိမ့်မည်ဟုစိတ်ထဲ၌အကြံရှိ၏မတရားသောထိုတရားသူကြီးအကြံကိုမှတ်ကြလော့ဖျားသခင်ရွေးကောက်တော်မူသောသူတို့သည်ညံ့နှင့်မပြတ်အော်ဟစ်၍တောင်းလျှောက်လျင်ဖျားသခင်သူတို့ဖက်၌တရားမစီရင်ဘဲနေတော်မူမည်လောကြာမြင့်စွာသီးခံတော်မူမည်လောတဲ့နော်အဲ့တော့သခင်ယေရှုပြောတဲ့ဥပမာဖြစ်တယ်နော်ပရောဖက်တွေပြောတာမဟုတ်ဘူးတမန်တော်တွေပြောဘုရားသခင်ရဲ့သားတော်သခင်ယေရှုကိုယ်တိုင်ပြောတဲ့နှုတ်ကပတ်တော်ဖြစ်တယ်တမန်ကျမ်းစာထဲမှာမုတ်ဆိုးမအယောက်80ရှိတယ်နော်မုတ်ဆိုးမအယောက်80တောင်မှပါတယ်ကွာပြောချင်တာတော့ကျွန်တော်တို့ဘုရားသခင်ကမုတ်ဆိုးမများကိုဂရုစိုက်တဲ့ဘုရားသခင်ဖြစ်တယ်ဒီနေ့မုတ်ဆိုးမတွေဝမ်းမြောက်စရာအကြောင်းဖြစ်တယ်အဲ့တော့ဒီမုတ်ဆိုးမနဲ့ပတ်သက်ပြီးတော့သခင်ယေရှုပြောတဲ့အရာကအဲ့ဒီမုတ်ဆိုးမတယောက်ရှိတယ်တဲ့အဲ့ဒီမြို့မှာပဲအင်မတန်မှဘုရားကိုလည်းမကြောက်လူကိုလည်းအာမနာတတ်တဲ့တရားသူကြီးတယောက်ရှိတယ်အဲ့တရားသူကြီးကသူလုံးဒီမုတ်ဆိုးမကသူကဒုက္ခရောက်တယ်သူ့ရဲ့ယံဖက်ကကိုသူကပြန်ပြီးတော့မှနော်ပြစ်ဒဏ်ခံစေခြင်းနဲ့ပြန်ပြီးတော့လက်စားချေခြင်းနဲ့သဘောကသူနစ်နာထားတယ်နစ်နာထားတဲ့အရာကိုပြန်ပြီးတရားစီရင်ပေးပါလို့ပြောတဲ့အခါမှာတရားသူကြီးကမစီရင်ဘူးဒါပေမဲ့နောက်မနေနိုင်တော့ဘာဖြစ်ဒီမုတ်ဆိုးမတစ်ချိန်လုံးလာပြီးသူ့ကိုဒုက္ခပေးတယ်နော်တစ်ချိန်လုံးသူ့ကိုလာပြီးတောင်းဆိုတဲ့အခါသူစိတ်နှောက်ယှက်ခံလုံးတော့ဖះကိုလည်းမကြောက်ပါဘူးကွာလူကိုလည်းပဲအာမနာဘူးဒါပေမဲ့ဒီမုတ်ဆိုးမကိုတော့သူ့ရဲ့တောင်းဆိုတာကိုမခံနိုင်တဲ့ကြောင့်နောက်ဆုံးပါလို့ရလဲတရားစီရင်ရတယ်တဲ့သခင်ယေရှုကဒီဥပမာကိုပြောတာလူတွေဟာနော်ကြိုးစားပြီးတော့မှဆုတောင်းရမယ်နော်ကြိုးစားပြီးဆုတောင်းရမယ်အဲ့တော့ကြိုးစားဆုတောင်းတဲ့အခါဘုရားသခင်ကမပေးပဲမနေဘူးတဲ့ဒီကနေ့ကျွန်တော်တို့ဘုရားသခင်ကိုခေါ်ပါ oh my god ဘုရားသခင်ကျွန်တော်တို့ခေါ်ပြီးတဲ့အခါမှာဘုရားသခင်ထံမှာကျွန်တော်တို့တိုးဝင်ပြီးတော့မှဆုတောင်းဖို့ရအင်မတန်မှအရေးကြီးတယ်နော်ဒီနေ့အင်တာမခဲရင်တဲ့အချိန်ကာလဖြစ်ပါတယ်46ခုမြောက်သောဆာလံကဖော်ပြတာနော်ဘေးရောက်သည့်ကာလနဲ့အထူးသဖြင့်ကုမတော်မူကြောင်းထင်ရှားလျက်ရှိတယ်သို့တော်လည်းပဲကျွန်တော်တို့ကအဲ့ဒီဘေးရောက်နေပါလျက်နဲ့ကုမတော်မူလဲသခင်ရှိရသားလေးနဲ့ကျွန်တော်တို့မခေါ်ဘူးဆိုရင်တော့အဲ့ဒါတော့ကျွန်တော်တို့ရဲ့အမှားပဲဖြစ်ပါတယ်နော်ဓမ္မသချင်းစာအုပ်မှာသချင်းလေးတစ်ပုဒ်ရှိပါတယ်နော်သူကဘာလဲဆိုရင်ဆုတောင်းရနာယီကျူးဆိုမှခေါ်ထားနော်ဆုတောင်းလို့ငါမှတ်သားနာယီဆိုတဲ့သချင်းလေးတစ်ပုဒ်ရှိတယ်ဒီသချင်းကိုဘယ်သူရေးတယ်လဲတလောက်ကောင်းတဲ့သချင်းကျွန်တော်တို့ဆုမတောင်းခင်မှာအမြဲတမ်းဒီသချင်းကိုဆိုပြီးတော့ခွန်အားယူတယ်ဒါပေမဲ့အဲ့သချင်းဘယ်သူရေးလဲမသိဘူး
တကယ်ကိုရှာလို့မတွေ့နိုင်တဲ့အရာဖြစ်ပါတယ်အရန်အံ့ဩစရာကောင်းပါတယ်เนาะဒီသချင်းလေးအကြောင်းကိုကျွန်တော်တို့ပြောတဲ့အခါတိုင်းမှာဘာဖြစ်လဲဆိုတော့ဒီသချင်းကိုအမေရိကပြည်မှာစပြီးတော့မှเนาะကျွန်တော်တို့ကြားရတာဖြစ်တော့လဲတကယ်တော့ तू ကအမေရိကပြည်ကလာတာမဟုတ်ဘဲနဲ့အင်္ဂလန်ပြည်ကလာတဲ့သချင်းကလေးတစ်ပုဒ်ဖြစ်ပါတယ်เนาะဒီသချင်းလေးအကြောင်းကိုကျွန်တော်နည်းငယ်ဖော်ပြချင်ပါတယ်เนาะဆိုတော့တခါလုံးကတဲ့เนาะဒီအင်္ဂလန်ပြည်မှာเนาะသူကမြို့သေးသေးလေးတစ်မြို့ရှိတယ်နော်အဲ့ဒီမြို့သေးသေးလေးတစ်မြို့မှာဒီကွန်းရရောင်းတဲ့လူပေါ့နော်ခုခေတ်ဆိုတော့ကွန်းရရောင်းဟိုတုန်းကတော့ဂျူလီယာဆိုင်လို့ခေါ်တယ်အဲ့တော့ဒီဂျူလီယာဆိုင်ဆိုတာတိုလီမုတ်စာလေးတွေရောင်းတာပေါ့အဲ့တော့စားစရာကလေးပါလေးလဲသေးသေးမွားမွားရှိတာပေါ့နောက်တစ်ခါကျတော့စီကလက်လေးပါလေးလဲရောင်းတာပေါ့နောက်တစ်ခါအယုတ်ကလေးတွေသေးသေးမွားမွားပေါ့အဲ့ဒါလေးတွေရောင်းတဲ့လမ်းဘေးဆိုင်လေးတစ်ဆိုင်ရှိတယ်အဲ့ဒီလမ်းဘေးဆိုင်ကလေးဆိုင်ကဒီအင်္ဂလန်နိုင်ငံကကိုဟီးမြို့မှာရှိတယ်အဲ့ဒီကိုဟီးမြို့မှာရှိတဲ့ဒီလမ်းဘေးဆိုင်ကိုဒီနေ့ကျတော့အင်မတန်နာမည်ကြီးတဲ့တချင်းရေးဆရာဝီလျံဝေါ်ဖို့ကရောက်သွားသူကဓမ္မဆရာကြီးအဲ့ဒီဝီလျံဝေါ်ဖို့ကအဲ့ဒီဆိုင်ကလေးမှာသူလိုချင်တဲ့အယုတ်ကလေးကိုဝင်ပြီးတော့ဝယ်တာဒါပေမဲ့လမ်းကြုံလို့ဝယ်တာတမင်တက်သွားတာမဟုတ်အဲ့ချိန်မှာအဲ့ဒီဆိုင်ရှင်ကမျက်စိမမြင်တဲ့သူဖြစ်တယ်အဲ့ဒီမျက်စိမမြင်တဲ့သူကဒီဆရာကြီးကိုတွေ့လဲတွေ့ရောဆရာကြီးလိုချင်တဲ့ပစ္စည်းအားလုံးယူသွားပါနော်အလကားပေးလိုက်တာတကယ်တော့သူကစင်းရဲသားပဲမျက်စိမမြင်ဘူးဒါလေးလှုပ်ရှားဒါပေမဲ့ဒီဆရာကြီးကိုကြည်ညိုလို့ဒီပစ္စည်းအားလုံးဆရာကြီးလိုချင်တာယူသွားတခုပဲထပ်ပြီးတော့လက်ခံပေးတယ်ဘာလဲဆိုကျွန်တော်တချင်းလေးတစ်ပုတ်ရေးထားတယ်တဲ့ဆရာကြီးတုံးချင်တဲ့နေရာမှာတုံးပါဆိုပေးလိုက်တာဒီမျက်မမြင်တဲ့သူဟာမျက်စိမမြင်တဲ့ဒီဂျူလီယာဆိုင်ကသူကအရန်အံ့ဩစရာကောင်းတယ်သူရေးထားတဲ့သချင်းကလေးကိုသူပေးလိုက်တာဒီဆရာကြီးကလည်းဩပစ္စည်းလည်းအလကားရတယ်ဒီသချင်းလည်းအလကားရတယ်ဆိုတော့နာမည်ကိုမမေးမိဘူးအဲ့ထဲမှာထည့်ပြီးတော့ယူသွားတယ်သူကဟိုးအမေရိကပြည်ရောက်တဲ့အခါမှာဓမ္မသချင်းလုတ်တဲ့စီဝေးမှာရောက်တဲ့အခါမှာသူကတတိယကဟာငါ့ကိုလမ်းမှာသူများလူတယောက်ကပေးဘူးတဲ့စာရွက်လေးရှိရထုတ်ပြီးတော့ပြတဲ့အခါမှာဒီအင်တန်ကောင်းတဲ့ဓမ္မသချင်းကလေး Sweet Our Prayer ဆိုတဲ့ဓမ္မသချင်းလေးကခါတဲ့လူတိုင်းသဘောကျတဲ့သချင်းလေးဖြစ်သွားအဲ့ဒါနဲ့သချင်းစာအုပ်မှာထဲရိုက်တန်စင်တွေပါထည့်ပြီးတဲ့အခါမှာနော်တကဘာလုံးကဒီသချင်းကိုဆိုတဲ့အခါအင်တန်မှခွန်အားရဆုတောင်းလို့ငါမှတ်သားနာကြီးနော်လောကီမှုရေမျိုးမျိုးပယ်၍ငါလိုသည်မြစုပထနာအပပလင်တော်ရှိရှောက်ရဟာဒီစာသားလေးကတကယ်ပဲထိခိုက်ကျွန်တော်တို့တခုခုတောင်းဆိုရမယ့်အခါမှာဒီသချင်းကိုဆိုပြီးတော့အာယုံစုစည်းပြီးဖျားသခင်မျက်နာတော်ကိုဝင်ရတာလေတလောက်အဖို့တန်တဲ့သချင်းကိုရေးတဲ့ဒီဆရာကြီးဝီလျံဝဲလ်ဖို့ကိုသူများတဲ့ဂုံပြူအဲ့ခါကျတော့ဒီဆရာကြီးကတကယ်ဖြောက်မှတ်တယ်အချောင်းနာမယ်ကြီးရမယ်ကိစ္စကိုသူကဟာအဲ့ဒီရှင်ကျုပ်ရေးတာမဟုတ်ဘူးတဲ့ဟာခင်ဗျာပေးတာလေဟုတ်တယ်ကျွန်တော်ပေးတာဟုတ်တယ်သူ့တော်လည်းပဲဒီသချင်းရေးတဲ့လူရှိတယ်ကျွန်တော်သူ့နာမည်မမေးမိလို့ပြန်မေးမယ်အင်္ဂလန်နိုင်ငံကိုတခါသင်္ဘောစီးပြီးပြန်သွားတာဘလောက်သက်သာရှိလဲဘုရားသခင်ရှေ့မှာနော်တကယ်ပဲသူပြန်သွားပြီးတော့အဲ့ဒီကိုဟင်းမျိုးကိုတခါထွက်သွားတမတ်ချင်းစာအုပ်ထဲမှာသူ့နာမည်ပါအောင်ဒီဆရာကြီးကစူးစမ်းပြီးသွားတဲ့အခါကိုဟင်းမျိုးရောက်တဲ့အခါမှာအဲ့ဒီသူတချင်းစာပေရတဲ့ဂျူလီယာဆိုင်ကိုတွားရှာတယ်မတွေ့တော့သူများတွေကိုမေးတယ်ဒီနေရာမှာဂျူလီယာဆိုင်ရှိတယ်လေမရှိပါဘူးတဲ့ဟာငါကိုယ်တိုင်ဒီမှာပစ္စည်းလဲလာဝယ်တယ်ဒီမှာတချင်းစာတဲ့မျက်စိမမြင်တဲ့သူတယောက်ရောင်းတယ်လေမရှိပါဘူးတဲ့ဘယ်သူမှမရှိဘူးတဲ့သူအရန်အံ့ဩပြီးတော့သူတကယ်ပဲတုံလှုပ်တယ်ဖျားသခင်တော့ဒီနေရာမှာဘာဖြစ်လို့အဲ့ဒီချိန်တုန်းကရှိတယ်လေကိုယ်တိုင်ယူခဲ့တယ်လေဒီစာရွက်သက်သေရှိသို့တော့မရှိတော့အံ့ဩစရာကောင်းတယ်နော်အဲ့ဒီတချင်းကလူရေးတာလားဘယ်သူရေးတာလဲဘယ်သူမှမသိနိုင်ကျွန်တော်တို့ဓမ္မသရှင်ဆောင်ဓမ္မအဲ့လိုထူဆန်းတဲ့အဖြစ်အပျက်တွေရှိတယ်သူပြန်လာပြီးတော့မှအဲ့ဒီကော်မတီကိုပြောတယ်ကျွန်တော်မသိတော့ဘူးအဲ့ဒီဆိုင်လည်းမရှိဘူးလို့ပြောတယ်အဲ့ဒီလူလည်းမရှိဘူးလို့ပြောတယ်အဲ့ဒီမြို့ကလူတွေတခါမှသူ့ကိုမတွေ့ဘူးလို့ပြောတယ်ဒါပေမဲ့ကျွန်တော်ကိုယ်တိုင်မျက်စိနဲ့မြင်ခဲ့တာဒီသချင်းစာပဲကျွန်တော်ရခဲ့တာလေဒီနေ့ဒီသချင်းလေးကတက်တန်အများကြီးရှိကျွန်တော်တို့လောကမှာနေတဲ့အခါမှာအမျိုးမျိုးသောစုံစမ်းခြင်းကိုတွေ့ရမှာဖြစ်တယ်အဲ့ဒီခါတိုင်းမှာနံပါတ်1 Oh my God ငါတို့ဖျားကိုတပါဒုတိယကတော့ဖျားခင်မျက်မှတ်တော်ကိုဝင်ပြီးတော့မှဆုတောင်းပတ္ထနာပြုဖို့ရန်ဖြစ်ပါတယ်နော်အင်တန်ကောင်းတဲ့သချင်း Sweet Hour of Prayer ဒီနေ့ဒီသချင်းကိုကျွန်တော်တို့ဒီဆိုရအောင်နော်ကျေးဇူးပြု၍ခေစနိုင်
နော်နဲ့သူရဲ့အဖွဲ့တွေလာပြီးတော့မှဒီတခြင်းလေးဆိုပေးဖို့ရန်ဖြစ်ပါတယ်ဆူတောင်းလို့ငါမှတ်သားနိုင်တခြင်းနံပါတ်169မှာရှိပါတယ်ဒီတခြင်းကိုသိဆိုပြီးတော့မှကျွန်တော်တို့ဖျားသခင်မျက်မှောက်တော်ကိုဝင်ပြီးတော့မှကျွန်တော်တို့လိုအပ်တဲ့အရာအားလုံးကိုဖျားသခင်ကိုဖော်ပြရအောင်အရာရာကိုခတ်သိမ်းကိုတတ်နိုင်သောဖျားဖြစ်ပါတယ်46ခုမြောက်သောဆန္ဒအခန်းငယ်1မှာနော်ထာဝရဘုရားသည်ငါတို့၏ခိုလုံရာဖြစ်တော်မူ၏ဘေးရောက်သောကာလ၌အထူးသဖြင့်ကုမတော်မူကြောင်းထင်ရှားလျက်ရှိ၏ဂျာနာရတဲ့သူအရောက်စီတိုင်းပေါ်မှာဘုရားသခင်ရဲ့ကောင်းကြီးရှိပါစေ